လူကြိုက်နေတဲ့ကောင်ဈေးထဲမှာကိုယ်ရပြည့်အရသာရှိရှိရေချိုငတလောက်ကြီးဟာ18ကျက်တဲ့နာမည်လည်းဖြင်းအစီအသားလည်းဖြင်းတဲ့ငဖင်းဟာ28ကျက်ဈေးတဲ့ဒါနဲ့ဆိုင်ရှင်ကိုမေးကြည့်မိတယ်ဘာဖြစ်လို့မြန်အရသာလည်းရှိကိုယ်ရလည်းပြည့်တဲ့ရေချိုငတလောက်ကဈေးနေနေရတာလဲလို့လူကြိုက်နေလို့တဲ့ငဖင်းကတော့လူကြိုက်များလို့ဈေးကြီးတယ်တဲ့ဟုတ်ကဲ့မောင်ချောနွယ်ဟာလူကြိုက်နေတဲ့ကောင်မရိုင်းထွားချိုင်းလာကြီးရဲ့မတ်တက်စာတော်မဖူမလုံးတဲ့ကောင်တုံးလုံးစာဝေလာဝေးလို့ခန္ဓာကိုယ်နဲ့ကောင်လေဘလို့လဲဆိုတော့ကအင်မတန်တန်းများတဲ့မိမကောင်ပေါ်တန်းတွေတရွတစီစီပွားတက်နေတယ်လို့မျိုးလေကြပြားတွေကသူ့ကိုယ်ပေါ်မှာအပေါ်စာရက်စတော်ရင်တွေကအလကားရတဲ့စာရာဟင်းချိုကြီးတွေနဲ့သူ့ဘဝကိုမတီဆောက်လို့ဘူးတဲ့ဒါပေမဲ့ခက်ရပုံများစပွဲပေါ်မှာတီဟင်းချိုကြီးတစ်ခွက်ပဲပူပူနွေ့နွေ့ရှိလေတာနွမ်းမတဲ့အောက်ခြေလူတန်းစားတွေနဲ့ဒူးတင်ပေါင်တင်တန်းနဲ့နေပေမဲ့ပုံစံနဲ့အိမ်သားမျိုးကြသင်ရမကြိုက်ပြန်ဘူးတဲ့အရက်ဖြူကိုယဉ်ကျေးမှုမြင့်တောက်တတ်သေးစိန်ခံရကောင်းမှန်းသိတတ်သေးအတုံးချတောက်ရမည်မှန်းသိတတ်သေးမူးလာရင်ထကဖို့ဘယ်တော့မှမမေ့တတ်တဲ့ကောင်လေးဘဝမှာတန်အမတ်ကလည်းဖြစ်ခဲ့ခြင်းသေးတဲ့စကားပြောရမှာအထက်တန်းကြအောင်တော်ဝင်အောင်ပြောတတ်ပြောနိုင်ပေမဲ့သူတစ်ဖက်လူကိုအမှန်တကယ်ပြောခဲ့တာနဲ့သူပြန်ပြောပြတဲ့အခါအိုပြောတတ်တဲ့ညင်ရလည်းရှိသေးပါတဲ့နေရာမှာချင်းအောင်စာထက်ပါပေမဲ့တကယ်လက်တွေမှာမကျင့်သုံးဖြစ်လို့လူတွေကထူတယ်လို့အထင်ခံရမြဲကောင်လေတခါတရံတော့လဲခြေကားပေါ်မှာပေါင်သားအလှပေါ်လွင်အောင်အချိုးကြကြထိုင်တတ်တဲ့အရွယ်ရှိအရာရှိကြော်တယောက်လူလေအဲ့ဒီကဗျာဆရာဆိုတဲ့ကောင်ဟာနေထိုင်တတ်သေးတယ်သူ့သွေးကြောထဲမှာဂျိုးတွေကဗျာဆိုတဲ့ပါပဂျိုးတွေစူးဝင်စီးဝင်လို့မောင်ချောနွယ်ဆိုတဲ့ကောင်ဟာကဘာဘက်လမ်းကြောင်းထဲမှာနေတာလို့ကြက်ရင်အုပ်လောက်သာရှိတဲ့သူ့ရင်အောင်ကိုကော့ပြတတ်သေးသွေးစိမ့်တစ်ပေါက်ပေါက်နဲ့တီဆောက်ခဲ့ရတဲ့သူ့ဘဝခရီးဂီယာကုံလီပါကုံမောင်းနှင်ခဲ့သူ့ဘဝကိုတရေတပြားစာယူခင်းချင်းကြည့်လိုက်ရင်မြို့တစ်မြို့တဲနိုင်တယ်မြစ်တစ်မြစ်စီးဆင်းသွားနိုင်ပြီရဲ့ဒီကောင်ကအသေးကခက်ငယ်ငယ်ရဲ့လို့သူ့မွေးသမီးခင်ကခဏလူကြားတဲ့ပြောခံရတဲ့ကောင်ပေါ့ဘဝကိုရင်ခုန်တယ်လို့အရင်အတိုင်းနေခဲ့နာကျင်တဲ့အခါမအော်ပဲပျော်ရွှင်တဲ့အခါရေမောဖို့နောက်မကြခဲ့ဘူးသူ့အတိဒုက္ခကိုတစ်ဖက်လူကသိရှိလက်ခံပေမဲ့သူကသူ့ဒုက္ခအပေါ်ကိုဖော့နေတယ်လွန်းလို့တဝက်ကူညီစာနာမှုသာရရှိခဲ့သူပေါ့ကုသိုလ်ကံလိုက်ပုံကလည်းပါစက်နဲ့ကူညီပြီးလက်မပါတဲ့မိတ်ဆွေပေါ်ပြေးလှတဲ့ကောင်းပြီပဲခုံးထကဘာမြေကြီးအခိုးအငွေတစ်ကိုင်းနဲ့အဲ့ဒီတစ်ကိုင်းပေါ်ကရောင်ကိုင်းပြည်တဲ့နာမြင့်တဲ့ကဘာဦးကိုတူးဆွလာတဲ့လက်အမှန်တရားကတော့လူတွေလိုပါပဲအောင်စနေရဲ့ပါတာမယ်လူနဲ့မတူတဲ့အရာဆိုလို့ဒါတွေပဲသူ့မှာရှိရဲ့ကျန်တာတွေကတော့တာမန်လူတွေစောင့်ကျင်းနိုင်တဲ့စွမ်းရည်သူ့မှာခနေနေဥပမာမျိုးမျက်နှာပုံတထေးမဖြစ်ခဲ့ဘူးအရာရှိမဖြစ်ခဲ့ဘူးပေါ့တခုခုအမြင်တရေတများများနဲ့ဖြစ်တာမျိုးတိတ်ယွန်ရှာတဲ့ကောင်ငငယ်ကဟိုဝါဒဒီဝါဒတွေကိုနည်းနည်းမြည်ဆန်ဘူးခုတော့မင်္ဂလာတရားနဲ့အညီလေးငါအပုတ်စားရပေမဲ့ပြမစိုးတရားလက်ကင်ထားလို့ဘသူတွေများငါးပုတ်စားရလို့ပြမစိုးတရားလက်ကင်ထားနိုင်ခဲ့လို့လေအစုံမကောင်းအသက်ရှူပြွန်တွေကမကောင်းလာပေမဲ့မြေအောင်နှစ်ချို့ဝိုင်ကောင်းကိုကြိုက်သေးဗာဂျီးနီးယားကောင်းတဲ့ secret ကိုကြိုက်သေးအရက်ကလေးထွေနဲ့သူ့မိတ်ဆွေတငယ်ချင်းတွေအပေါ်သူပေါင်းတင်နေထိုင်ခဲ့ပုံကမယားတယောက်လိုလေဘာသာစကားအမျိုးမျိုးပြောင်းမပြောတတ်လို့အနက်အမျိုးမျိုးပြောင်းမစည်းတတ်လို့ခဏအပြစ်တင်ခံရတဲ့ကောင်ပေါ့ကိုသားအရွယ်ကြီးအရွယ်ကောင်တွေကလိန်ညာတာကိုလိန်နာမှန်းတီနဲ့ခံပြီးตายာနေတတ်တဲ့ကောင်လေအပေါင်းအသင်းတငယ်ချင်းအပေါ်လင်းကိုလှုပ်ကြွေးတဲ့မယားကောင်းလိုပေါင်းခဲ့ပေမဲ့နှစ်ပေါင်း40လုံးသူ့ဘဝသူ့ခန္ဓာကိုအပေါ်ကြမကောင်းခဲ့တဲ့သူလေမလဲမဝဲနဲ့အနေအထိုင်မတက်ဘူးလို့ရှင်ဘက်ဆွဲကျုံးတဲ့ကောင်တွေအဝေဖန်ခံရလာပေါ့သူ့ကံလိုက်ပုံကလည်းလူပါမကနတ်ပါမုံအောင်ပြောတတ်တဲ့ပါဇက်ကြီးနဲ့အဆွေခင်မုန်းဖြစ်ခဲ့ရသည်အဲ့ဒီပါဇက်ကြီးရဲ့စကားပင်လည်းမှာအသက်40နာကတ်နေတာတော့အနေအထိုင်မတက်သေးဘူးလို့ရှည်နစ်နေရသေးတကယ်တော့ဒါသူ့မိမွေးတိုင်းဖမွေးတိုင်းပါသူ့နူးညံ့တိမ်မွေးမှုပါ
သူ့ရင်ကြီးတဲ့သွေးကြောပါနတ်ဆိုးတို့ပါဇက်မှာပလက်ခံရတဲ့သူ့ကိုယ်ပိုင်အတွင်းသားပါ